အရာရာဟာမတည်မြဲကြဘူးဆိုတာဘုရားတော်ဟောခဲ့သေးတာလူဖြစ်လာကြတဲ့ကဘဝကိုမတည်မြဲမှုတွေနဲ့စတင်ခဲ့ရတယ်။ကြားယူလိုက်ဆုံးရှုံးလိုက်ဘာတစ်ခုမှကိုယ့်အနားမှာထာဝရတည်မြဲနေမှာမဟုတ်ပါဘူး။အရှိလည်းမတည်မြဲဘူးမိဘတွေလည်းမတည်မြဲဘူးသူငယ်ချင်းတွေလည်းမတည်မြဲဘူးအကိုတွေအမားတွေဟာလည်းမတည်မြဲဘူးအားလုံးဟာတစ်ချိန်ချိန်မှာဒီလောကကြီးထဲကနေထွက်သွားကြမဲ့သူတွေရှိပါပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေဟာလည်းမမြဲပါဘူးတနေ့ငိုရလိုက်တနေ့ပျော်ရလိုက်အားလုံးဟာခဏတာပါအချိန်တွေဟာလည်းတစ်စက္ကန့်ပြီးတစ်စက္ကန့်ကိုယ်စီကနေထွက်သွားနေတာပါခဏတာကိုယ်အနာချင်းနေတဲ့လူတွေဖြစ်ဖြစ်တိရစ္ဆာန်လူတွေဖြစ်ဖြစ်အချိန်တွေဖြစ်ဖြစ်ကိုယ်နဲ့အတူတူရှိနေတဲ့အခိုက်မှာသူတို့လေးတွေကိုကိုယ်ကအကောင်းဆုံးရှိနေပေးပါမိဘတွေကိုချစ်တယ်လို့ပြောပေးပါဒီမိဘတွေနဲ့တွေ့ဆုံခွင့်ဟာလည်းဒီဘဝနောက်ဆုံးပါပဲနောက်ဘဝမှာလည်းအတူတူရှိရှိနဲ့ဆိုလို့မဖြစ်နိုင်တော့ပါဘူးဒီဘဝမှာပဲသူတို့ရဲ့သားသမီးဖြစ်ခွင့်ရကြတော့မှာပါခင်ရတဲ့သူငယ်ချင်းတွေကိုချစ်တယ်လို့ပြောပါသူတို့နဲ့လည်းဒီဘဝနောက်ဆုံးပါပဲညီအကိုမောင်နှမတွေကိုလည်းချစ်တယ်လို့ပြောပါသူတို့လည်းဒီဘဝမှာပဲနောက်ဆုံးအကိုတွေနဲ့နောက်ဆုံးအမောင်တွေဖြစ်ပေးရတော့မှာပါနောက်ဘဝပြန်မရတော့ပါဘူးချစ်ရတဲ့လူတွေအကုန်ချစ်ရတဲ့တိရစ္ဆာန်လေးတွေအကုန်ဒီဘဝနောက်ဆုံးပါပဲဒါကြောင့်မလို့တခဏတာအတွင်းကိုနာရှိနေခြင်းလေးမှာအတက်နိုင်ဆုံးနှွေးထွေးပေးပါတဲ့